ရီဇာဟောင်းကကေကြောင့်ကုန်းပေါက်ဇကာကြီးမှရောင်လို့တောင်ပေါင်ခွင့်မရတဲ့ဆက်ဆန်းခံလိုက်ရုပ်ရှင်တတော်ကလုံးကုန်းပေါက်ရုပ်ရှင်ဇကာမှပေါင်ခွင့်ရပေမဲ့ပျောက်တဲကွေ့ပြီးတော့ရှာလက်ခံခဲ့ရတာကတော့ဗိဒ္ဓရှိတော်မင်းသားဆက်ဆိုင်ခံလိုက်ပါဒီလိုရှာလက်ခံရတာကရီဇာဟောင်းဝမောင်ရွှေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်အလုံးတိတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့ထိပ်တန်းပရိုဂျူဆာတတိကြီးကိုချွေမန်းကတတိယမြန်မာနိုင်ငံကိုတည်ထောင်တဲ့ကုန်းပေါက်မစ်ဆက်အကြောင်းကိုရုပ်ရှင်ရိုက်ကူးဖို့ပြင်ဆင်နေတာပါကိုချွေမန်းရဲ့ရုပ်ရှင်ဇကာကြီးမှာတော့နေတိုးမြင့်မြတ်အောင်စပူဆိုင်ရင်မို့အပါအဝင်မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသားမင်းသမီးအမြောက်အများပါဝင်ခင်ရတာဖြစ်ပါတယ်။ကိုရှုမောင်ရဲ့ဒေါ်လာဘီလီယံဆက်ရှိတန်တဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာနာမည်ကြီးမင်းသားမင်းသမီးတွေအပြင်ဇပုဆိုင်ရန်တွေတောင်ပါဝင်ခင်ရတာပါ။ဒါပေမဲ့လည်းကုန်းပေါင်ဇာတ်ကားမှာရောင်လို့တောင်ပါဝင်ခွင့်မရဘဲချန်လေးခံရတာကတော့ရုပ်ဆောင်တဲ့မင်းသားအဆိုတော်စဆိုင်ခန့်လိုင်ပဲဖြစ်ပါတယ်။တကယ်ဆိုရင်စဆိုင်ခန့်လိုင်ကမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးမင်းသားတစ်ယောက်ဖြစ်နေတာပါ။ဒါကြောင့်လည်းကုန်းပေါင်ဇာတ်ကားမှာပါဝင်ခွင့်ရတင်တာဖြစ်ပါတယ်။ဒါပေမဲ့ကုန်းပေါင်ဇာတ်ကားမှာတချိန်ကဆိုင်ခန့်လိုင်ရဲ့အရန်ရှိခဲ့ရတဲ့ရှစ်သူဟောင်းဝမောင်ရွှေပါဝင်နေတာကြောင့်အတူတူတွဲဖက်တရုပ်မဆောင်ချင်လို့စီစောက်တဲ့အနေနဲ့ရှောင်ပေးလိုက်တာလို့ဆိုပါတယ်။ချွတ်နေကြတဲ့သူတွေကရောရီစာဟောင်းနဲ့အတူတူတွဲဖက်တရုပ်မဆောင်ချင်လို့ရှောင်ပေးလိုက်တဲ့ဆိုင်ခန့်လိုင်ကိုဘယ်လိုမြင်ကြပါလဲရှင်။မြမဇတ်တပင်လောကရဲ့ထိပ်တန်းမင်းသားရှော်လေးဆိုင်ရင်မိုးရဲ့ဗိဒ္ဓတွေတကယ်ကိုအားကျစရာကောင်းလာအောင်အရှိကြီးပြီးဝင်ရမှုအကောင်းကြလွန်းလို့အွန်လိုင်းပေါ်မှာရေပန်းစားနေတဲ့သူမျက်မှောက်လေးကအစားဝတ်တဲ့အင်ဂျီနဲ့အစည်းတဲ့ကားအစုံအကုန်ချစ်တာဆိုတဲ့ဗိဒ္ဓထူကြီးရဲ့အသေးဆွဲအားပေးမှုတင်စကားလေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်ရှင်။ဒါကတော့ဗိဒ္ဓတွေဟာမင်းသားလေးကိုဆက်စင်ထင်းမှတင်အားပေးရုံနဲ့အားမရနိုင်ပဲအပြင်မှာပါသူနဲ့ပတ်သက်သမျှအရာအလုံးကိုရစီအောက်ကအပြောင်းမခံလိုက်လံအားပေးဖို့အမြဲတမ်းအသင့်ရှိနေကြတာဖြစ်ပါတယ်။မင်းသားလေးဆိုင်ရင်မိုးဝစင်သမျှအဝတ်အထည်အင်ဂျီဒီဇိုင်းတွေစတိုင်ကြကြသက်စင်လေးရှိတဲ့မြမလေးတွေကအစားသူစီးနေတဲ့မတော်ရင်ကားလမ်းသားကြီးတွေအစုံအသေးစိတ်အရာအလုံးဟာဗိဒ္ဓတွေအတွက်တော့အမျက်တနိုးငေးမောကြည့်ချူရတဲ့အမှတ်တရပစ္စည်းတွေဖြစ်နေရတာပါမင်းသားလေးရွေးချယ်အသုံးပြုသမျှအရာတိုင်းကိုလည်းသူနဲ့ပတ်သက်ရင်အကုန်ဖြစ်တယ်ဆိုပြီးရှေ့ပြားကအဆက်ဆန့်ပြအထိအသေးစိတ်လေးတွေပါမလွတ်တမ်းအသေးဆွဲအားပေးနေကြတဲ့အမခံဖန်တွေရဲ့အားပေးမှုဟာတိုင်းရင်မိုးရဲ့အချိန်ဝါကိုထိတ်ဆုံးမှရှိနေသေးတာဖြစ်ပါတယ်ဝိုင်းရည်ပညာရှင်ကြီးများဖန်တီးရှင်များနဲ့တပင်လောကဝိုင်းရည်ဝါဒနာရှင်များအနေဖြင့်လည်းမိမိတို့၏အနည်းပညာလုပ်ငန်းများနဲ့အဖွဲ့အစည်းပုံရိပ်များကိုရရှိတည်ငြိမ်ရင်ကျဆချောက်လန်းနိုင်ရေးအတွက်အခုလိုဈေးကွက်စိတ်ခေါ်မှုများနဲ့လူထုအာရုံစိုက်မှုများအကြားလောဘမရှိစောပဲစီကံစနစ်ကျန်းသောအပြုသဘောဆောင်တဲ့တုံ့ပြန်မှုများနဲ့ဗိဒ္ဓရာကစမှန်သောယုံကြည်မှုမေတ္တာတရားကိုသာရှေ့တန်းတင်ပြသလေးရှိကြပါတယ်အခုလိုဇတ်တပင်စီမင်းထက်ကနေအပြင်ဘဝ lifestyle ထိနယ်ပယ်အစုံမှာအသေးစိတ်မကြအပေးဝင်ရနေကြတဲ့ဗိဒ္ဓတွေရဲ့စမှန်တဲ့သစ္စာတရားနဲ့အရေးအသွေးကိုတန်ဖိုးထားရင်ဗိဒ္ဓထုကြီးရဲ့ယုံကြည်အားကိုးမှုပုံမရရှိအောင်ဝတ်ဆောင်ကနေစနစ်တကျစူးစမ်းနေတဲ့ဆိုင်းရည်မိုးရဲ့ရင်ကျလာတဲ့အနုပညာခီးလမ်းကြောင်းလူမှုကွန်ရက်စာမျက်နှာထက်မှပါအမာခံဗိဒ္ဓထုကြီးတပင်အတိုင်းဝိုင်းနဲ့အနုပညာမောင်နှမရှင်ကြားကတခနဲလိုင်လွဲစွာဖြင့်ဝင်းရံရှိကျူလျက်သူ၏ရှစ်စမဲ့ဇတ်တပင်အနုပညာရှေ့လန်းတစ်ကြီးများနဲ့ဝတ်တက်လိုက်ဆိုင်တွေအပေါ်ထပ်တူထပ်မြရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်စောင့်မျှော်အားပေးနေကြတာဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်